မေအဖေတားရရောက်နေပြီနော်မိမရေမင်းသားလာတဲ့တူရနော်မကားဟိုနေတာကြားတယ်ဟုတ်တော့အိမ်ထဲမဝင်လာဘူးလားရှင်သားဩမသိဘူးလေမဝင်လို့နေမှာပေါ့ကွာမင်းရတယ်မြန်လို့ဆက်မှာမပြီးသေးဘူးလို့ဒီမဲ့မအေးကစားဖို့တောက်ဖို့ချက်ပြုတ်နေတယ်လို့ပြောလိုက်ရှင်သားသူ့မိမပါနေလို့ဒီမှာပေါ့ဟာသူယောက်ျားတော့သူမိမလိုက်တာစမ်းလားကွာဒီတော့မင်းကလည်းလမ်းမှာဝယ်စားလို့ရတာဘာတွေလုပ်တာတော့ရှင်သမီးမငါဘလောက်ကောင်းလေးစားနေလဲဆိုလို့လွတ်နေတာမပြီးနိုင်ဘူးလာပြီလို့နေပမာစောသွားမယ်ဆိုတော့မပြီးသေးဘူးလားမသိဘူးမေတို့ကရှင့်မေကဘယ်တော့ပြီးလို့တကယ်တော့မိုးကြီး TV အော်နေအိမ်ထဲဝင်လာမယ်မရှိဘာလုပ်နေရဟောမေတို့ပြီးမလားသွားမယ်လေနေပူတယ်နေပူတဲ့သွားတာမှမဟုတ်တာကားနဲ့သွားတာကိုကိုဖေးမေအိမ်ရောက်တော့လိုက်တီဆင်းလာမယ်မရှိဘူးဟုတ်မေစင်းမီဆင်းမနေနဲ့အိမ်ကားပေါ်ရောက်နေပြီမူတာဟဲ့ဘာတွေဖြန်းတာတော့အလဲမင်းကဘာတွေဖြန်းတာလဲကွယ်မူနေဟဲ့မွန်းထူနေအနတ်နေအမေရှေ့မှာပေးထိုင်ဟာမစည်းနိုင်ဘူးတော့မှာမေသမီးလည်းနောက်မှဆင်ကားမိုးလို့ဟောကားမှုတယ်လို့ကားမှုကြံခဲ့မလားပြန်ပို့လိုက်ပါလားမမအမေတို့အိမ်မှာနေခဲ့မလားမေကလည်းလိုက်မလို့ပဲကားပေါ်တော့ပါလာပြီဟာဟုတ်တော့အမေကားမှုလို့ရှေ့နဲ့နောက်နဲ့ပြောင်းစီခြင်းလို့ပြောတဲ့ဟာလဲပဲလေပါမမရဲ့နော်ဒီနေ့တော့တိခံလိုက်နော်ဟေးဒီမကမောင်းလိုက်တော့မင်းတော့လောက်ပြီကွာတကယ်အလင်းနေဖေးရတိုင်းမောင်းတာမဟုတ်ဘူးနော်မောင်းဘူးလည်းမဟုတ်ဘူးနော်ရှင်မဟုတ်ပဲနဲ့နော်ဩမင်းကလည်းဒီမှာ Formula 1တော့မှမောင်းနေတဲ့ကောင်မှာကွာမင်းဟာလေကိုမောင်းနေကြကားလည်းဟုတ်တာမဟုတ်ဘူးမောင်းဆိုနဲ့တက်မောင်းတော့တာပဲဒုက္ခမင်းလည်းပွားစီနေမင်းကလည်းပဲပြားလိုပဲမင်းပွားစီသိလောက်တာဟယ်လိုသမီးအမေတို့ထွက်လာနေနော်ရန်ကုန်ကနေအေးအခုမှထွက်လာတာဖြစ်ဖြစ်လားကိုကြီးတမကြားမင်းတို့ကလည်းမဟုတ်လားဟုတ်ဘူးလေအမေတို့ကမှဝါရှော့ထိုးတာတော့မှနဲ့ကိုလိုက်ပို့တာသူမမပါမပါပဲနေပါမလားနေရတကောက်ဟာနေဘယ်ဆိုချမပါလားဘယ်ဆိုကြောက်ဟုတ်တော့အမေလည်းမေ့နေရတော့ပြန်လိုက်လို့ရင်ပြန်လိုက်ဝယ်ပေးပါလားဖေးဈေးလေးပြန်ပြေးမိသေးလားဟာမင်းတို့ဟာလေကွာဘာလို့မလို့တော့ကွာရှင်သမီးကပစုံကြောက်စားကျင်လို့တဲ့ပစုံကြောက်ကဟိုမှာဝယ်လေးရနေတာဟာကွာဘာမှမသိဘူးဟိုရမှာဝယ်ဟဲ့မရတော့ဦးတဲ့ဟေးမရတော့ဦးတဲ့ဖေးဘယ်ရောက်ပြီတော့မြင်ဘူးလားကွာဟိုမှာ0မှရောက်ပြီတော့အဲ့လောက်ကြီးမောင်းလာတာကိုအခုမှ0မိုင်ပဲရှိသေးရလားဒုက္ခပါပဲကွာကားတွေ traffic jam ဖြစ်တယ်လေကွာအဲ့တော့ဒီလောက်ကတော့ရှိမှာပေါ့ကွာမင်းကလည်းမိုင်း900ကြီးတောင်လို့သေးရဩငါဒီနောက်နာသွားတာမှမဟုတ်တယ်ဟာဖေး39မိုင်ကပကိုးနော်ပဲကိုးမှာတစ်ချက်ဆင်းမှန်နော်ဘာလို့မလို့ငချင်းလေးငချောက်ကလေးဝယ်မလို့ဘသူ့တွေဝယ်မှာတော့အရှင်စားဖို့ဗောအိမ်အတွက်ဗောဘသူတက်ပြရမှာတော့ကျမအဲ့ဒါအပြန်ကြမှာဝယ်ကွာကားပေါ်မှာနန်းစော်ကုန်လိမ့်မယ်မင်းဟာလေဒုက္ခပဲပြောလို့ကိုမရဘူးဒုက္ခကိုကနဲ့ကိုမောင်းတန်ကိုကနဲ့ကိုမောင်းသွားလိုက်တယ်ဖေးကားလေးရောင်ဘာလို့မူလို့မလို့ရမြောင်အမရပါပဲကွာရောင်ရပ်ပုံစေးရမယ်တဘောကိုရှိမလုံးငါရပ်ပြီမယ်မလေးသိတော့မှာပုံမှန်စမမူးပါဘူးဘလို့ကားတော့ရလာလာရမလားမလေးမူးလိုက်တာမအေးမူးနေမောနေအာနေလို့လဲလုတ်ပေးမယ်မရှိဘူးလင်ကအလိုက်မသိရမရပြောမယ်မရအလိုက်မသိရလင်ကပြောမယ်မရှိဘူးဘယ်သိမှာတော့အေးရမှာမကောင်းတာဟာငါနဲ့ပါဆိုင်တော့ငါပဲလှည့်လာပြန်ပြီတော့ခုနမေးတယ်လေနှိပ်ပေးရမလားပါလားနဲ့ဆိုတော့ဒီတိုင်းနေပြီးတော့ခက်လည်းမူးနေလို့ပါမေရဲ့မလေးမရအရေးကြီးတယ်လုတ်ပေးလိုက်နေမိမအမနဲ့လုတ်ပေးလိုက်မလေးလုတ်ပေးလိုက်နှိပ်ပေးလိုက်မလေးမအေးရမလို့ရတယ်လုတ်ပေးလိုက်အမလားအန်ကျစိတ်တောင်ဘယ်ရောက်သွားမှမသိဘူးအဲ့ကြောင့်ပြောတာစားတယ်မလိုက်ချင်ပါဘူးခင်ဗျာဘယ်ကောင်းမလဲကွာဆွေမျိုးတွေစီသွားမယ့်ကိစ္စကိုရှင်မြန်အဲ့လိုကြီးပဲမြဲတမ်းအေးပါကွာဆက်လျှော့လိုက်ပါလာသွား
လေးစားကျင်တာတော့ ဒွင်းတီးတော့မရအောင်တော့မေခခဒွင်းတီးနဲ့မခံနိုင်ဘူးတားလည်းမရအောင်အဖေလည်းမရအောင်တော့အဖေပြောလိုက်အောင် လုံးလုံးလုံးငါလည်းမခံနိုင်မလုံးနဲ့မစားနဲ့ ဟုတ်တော့ဒွင်းသီးလေးစားကျင်တာကိုမစားရဘူးရပ်ပေးအောက်မှာစားမယ်ဒွင်းသီးဘယ်လိုရောင်းတော့ 2000ဝဲဗျ ဟုတ်တော့ဒီလောက်ပေါ်နေရကိုဈေးကြီးတာ1000ထား အဲ့လိုကြီးကြမရဘူးလေတော်ကြီးอ่ะ မရမယူဟဲ့ဘယ်လောက်ထားပေးမှာတော့ 2000ဝဲတောင်2000နဲ့ယူဗျာ တစ်ယောက်တည်းစားမှာကားပေါ်လည်းမယူသွားဘူး2000နဲ့စားမယ်1300ထား 1000ဝဲနဲ့ယူဗျာ အေးလှုပ်စားရမှာဒီမှာပဲတခါလဲစားရမှာပွဲပေးကောင်းလိုက်တော့ဒီလောက်ကောင်းတဲ့အကြီးကိုမကြိုက်ဘူးတဲ့အံ့ဩလို့တော့မဆုံးငါတလုံးခွဲလိုက်1300ထားဟုတ်တယ်ငါရတဲ့ဝင်ချလာပြီဘာလို့အောင်မှာတော့ ဟိုမြာဒီ max စီဆိုင်လေစီထဲမယ်လေကွာ ဘိုက်စား ဖေစီထိုင်နဲ့လေဒီနာတီးနေတဲ့ကဖေးမှာထမင်းစားရအောင်ခခလည်းဗိုက်စားလို့တဲ့ အေးကောင်းလာတယ်ဟိုတီးတီးနယ်ဆိုတာရန်ကုန်ကငါတို့တက္ကသိုလ်ရည်လမ်းအဖေတိုင်းညဆိုင်မလား ဟုတ်တယ်ဖေဒီနာအစ်စ်ထပ်ဖွင့်ထားတာ ဒီအိတ်ဆိုင်ကောင်းတယ်ကွာဟဲ့โอเคစားမယ်ဟေး ဟုတ်တော့နေပြီးတော့ပဲရောက်တော့မဲ့ဟာအမရှင်သမီးကမျောနေပြီနေညီမအိမ်ရမှာစားပို့ကုံအောင်လို့အိမ်မှာလဲစားလာရဲ့သားနဲ့ ဟာဖိနေအပူကောင်းဘိုက်ကစားနေပြီကွာမင်းတော့လေဒုက္ခပါပဲ မစားပါဘူး မစားပါဘူးလို့မင်းကြတော့ဟို30ကုန်မင်းခဏရလိုက်ခုနရလိုက်ဒီနာရလိုက်ဒူးရင်းသေးစားလိုက်နေမင်းလုံနေပြီးတော့ဘယ်စားမလို့ငါတို့ကစားတယ်ကွာမသိဘူး ပို့ကုံအောင်လို့အချိန်ကြပါလေဆို โอเคပါခင်ဗျာအဲ့ကိန်းရှိလိုက်အေးကျေးဇူးပါနော်လာပြောဒီအဲ့ကိုအေးစိတ်မောင်ပြီးတော့ဟာဖေးပြီးတော့လေ အပြင်မှာအမေတယောက်တည်းပူလောင်နဲ့ခေါ်လိုက်ပါ ဒီစကွာထောက်ရပါကွာ तू စားလို့ရှိရင် तू လိုက်လာလိမ့်မယ်ဟေ့နာကြီးရပွားစီနေဒီလေဟောအေး ဟောဒါလေးကတော့ဒီဆမ်းမင်းလေးပါခင်ဗျ ဟုတ်ပါပြီခင်ဗျာမင်းကစားစားဒီကတော့ဘိုးရင်ကဝင်းကရရ ဟုတ်ကဲ့မောင်ရင်းကားလေးရပါတယ်အပြင်မှာတော်ပူတာပဲလိုင်းလည်းမကောင်းအဲကွန်လေးကအေးစိတ်ညာနော်ဒီမှာ wifi ရလား wifi ရလားသားဟုတ်ကဲ့ရပါတယ်လိုင်းကောင်းလားဟုတ်ကဲ့ကောင်းပါကောင်းအန်ဒီကိုချက်ပေးအောင်ရော ကဲချက်ကြတော့ကွာရော့ မာထားတာများလိုက်လေ ဘာလဲစားမှာပါမေ ပုံမမလား ဟုတ်ပါလေဟုတ် အမေလည်းမာကျင်တော့ဘာလေးရလဲမသိဘူးကြာဆိုင်ကားလေးရလားဒီနေ့မရကြာဆိုင်ကားကောင်းတယ်တပွဲလောက်ဟုတ်တယ်ပါကော်ဖီလေးတစ်ခွက်လောက်ဟုတ်တယ်ပါကောင်းအောင်စားနော်မာထားပြီမပြောနဲ့ ရော့ရော့ မတူလေးတစ်ချောင်းလောက် မပြီးစမဟဲနေလေ ဘာတော့လင်းစားတာဘာတော့ စိတ်ထောင်းနေမယ် ဖိတ်ထောင်းနဲ့ တော်ကောင်းတာပဲ ဟော ကမာရွတ်ပြည်လားတီတီနွယ်မိတယ်နော်အရသာ โอ้တဆိုင်နဲ့အတူတူဟာဘာမီရလို့တော့ငါအတူတူပဲဟာနေ ကောင်းတာဟဲ့ မကြဘာမှတခုခုလေးစားရအောင်လေဟိုအေးလေးမဟုတ်လေးတော့ဝင်လာမှဒီနားလည်းစိုးဆိုင်မှာ တောင်းမယ် ခုမှစားပေးရလေဟဲ့ဘလို့တွေတော့ဖြုံးတာတော့ ကဲပါမိမရကဲတော့ညဘော အောက်ကြီးပုံနေဖုံနေမဆာရှာရတဲ့ယောက်ျားဘလို့လုပ်မတော့ ချစ်ပါလေဘာမှမ ဟဲ့ခ ဟဲ့မပေါ့ဘယ်တော့မလို့လဲ ရန်ကုန်ပြန်မလို့နေပြီးတော့ပြန်လာလေ တော့ဟဲ့ခပ်ပြန်လိုက်ရှင်လို့ ဟောချတယ်လေ ဘယ်လိုပြန်လိုက်ပါလဲမိမရဲ့ ကျွန်မစပ်ပြီးလိုက်တိုင်းတော့ရှင်းနေတယ်တိလည်းမခတိုင်းတော့ မေတို့ဘယ်လိုပြောမှလဲ ချစ်ချစ်ပြောလိုက်အရှင်လိုက်လိုက်ရှင်နေခဲ့ဟုတ်တော့မလား ခဏနေမခဏနေမမတော်သေးတော့ဖေမေဟွာလေခခလေးကိုတွတ်တငယ်ချင်းနဲ့လေရန်ကုန်ကားကြုံရှိလို့တဲ့ဟိုဘိုက်ကလည်းအောင်ခေါင်းကလည်းမှုဟိုနေပြီးတော့ထီးတဲ့ဟို
ဟောမစီးနိုင်တော့လို့လေအဲ့ဒါလိုက်ပါချင်းလို့လေ ပြီးတော့မှ85မိုင်ပဲလေပိုးတောင်နီးတဲ့ရန်ကုန်ထိပြန်135မိုင်ပို့ဝေးသေးတယ်ဘလို့ရန်ကုန်ပြန်มาတော့မအေးတွေဖေးတွေနဲ့လိုက်လာတာဘာတော့ ပြန်ကြရင်မိုင်း200ပြန်ကြော်သွားမှာလေနေပါလေတားလဲလေ200ကြော်မှာဆိုလို့လေအဲ့ဒါလက်ခါလေးလိုက်သွားလိုက်မလို့အဖေမေဟိုကြည့်ပြောလားနော်ဟုတ်တယ်တားပြီနော်အဖေမေ အေး ဘလို့ဟာတွေတော့ သူပြောတာဟုတ်တယ်လေဟုတ်ဟုတ်လေ မေတို့မျောနေတာမေရဲ့ရမတလားဟုတ် ညီမေလို့ကိုကောင်းလား ကျမဘာမှမလုပ်ဘူးဒီမဲ့ရှင်သားမိန်းမဘလောက်ရိုင်းတော့ကြည်ဟန်သမီးရောက်ခမနဲ့ခရီးအတူသွားတာစိတ်ဆိုးပြီးပြန်သွားတယ်တဲ့ဘလောက်ရိုင်းတော့ကျမတို့သားသမီးအဲ့လိုမသိဘူးနော်တက်လုံးအဲ့လိုမသိထားဘူးကိုသားသမီးတွေကို ငါလည်းမတင်တယ်လို့မပြောပါဘူးနေတယ်လေ အမေကပြောဆိုများဆိုကားပေါ်မှာအော်နေကွာအဲ့လိုအရင်ဥအောင်ဖုံးဆက်ထားပေါ့နေအမေကြောင့်နင်သိပါတယ်ငါဘာပြောတတ်လို့လဲငါလောက်နေနေတာငါပဲရှိရငါဘာပြောတတ်လို့လဲ ဟုတ်ပါတယ်ဟုတ်ပါတယ် နေကုန်မိန်းမကွာအထိမခံရွှေပကံရောက်ခမသဘောကောင်းလေးလေးဒင်းကရောက်တက်လေးလေးအဲ့လိုဖြစ်နေတာ ဘာသမီးညီလေးစဉ်းစားကြည့် ဟုတ် တလန်းလုံးနေအမေကလေပူညာနဲ့ပေါက်ပေါက်တွေဖောက်လာတာငါကနားကိုညီငါထွက်ပြင်းနေတွေကိုပေါက်တာသူကားကိုလည်းငါတို့တက်စီးနေတယ်ဘလောက်အားနာဖို့ကောင်းတော့ အေးလေးလေးရတယ်သူတို့ကားမပြောနဲ့ကျမသားကားကျမသားဝယ်ထားတဲ့ကားကျမသားဆိုလည်းကျမမွေးလို့ဖြစ်လာလား ဟုတ်ပါတယ်မလေးငါ အမေထိုင်ဒီလူ ဒါမေ မနေ့ညအမေတို့အိတ်တက်ဒီမဲ့မတွေ့ပါဘူး ဒီလိုနည်းနည်းနောက်ကြသွားလို့မေ အဲ့လိုကြီးမြဲတဲ့နောက်ကျနေလားဟုတ်အဲ့လိုမဟုတ်ပါဘူးလေအိမ်မှာမင်းမတယောက်တည်းသားသမီးလည်းရှိတာမဟုတ်ဘူးမိဝေးဖာဝင်းနဲ့တယောက်တည်းအဲ့လိုကြီးမလုပ်ပါနဲ့ပြောလေကိုကအစရှိအနောက်နောက်ကျပြောနိုင်မှာမဟုတ်ဘူး ဟုတ်မေတမီးရရတယ်အဲ့လိုပဲနောက်ချက်နေတော့ နက်စာဘာသိလောက်ထား အော်ဟိုကကိုလူအကြိုက်လေကိုလူကဒီလိုမျိုးဘူစာလေးပဲစားတာဆိုတော့ဘာမို့ဝီကင်လေးရနောက်ပြီးတော့ဆန်ဒစ်လေးရကိန်းလေးရ နည်းဖေးစားတယ်မဟုတ်ဘူးနော်နည်းဖေးတမင်ဘူးရမှုလေးစားချင်တာနော်တည့်ရသားနဲ့ငယ်မနော်မအေးလေးဖေးလေးလာခဲပါပြီတဲ့နော်နဲ ဟုတ်အမေတို့ဘာစားစနေတမီးတော့ဝင်မယ်လေအပြင်ပါ မာမော်နင်း morning ဟေးကဲမနေ့ကစားတယ်ရှိတယ် ဖေးတွေတဲ့မှာဘာမို့မိခင်နဲ့ဆန်ဒဝဲတဲ့ကော်ဖီတဲ့လောက်ထားပေးတဲ့ရှင်သမီးက သူမီးရအဖေကဟိုဟေးလေးတမီးလေးနဲ့နေဖက်ပြီးစားနေတာ တွေ့လားနေဖေးမစားချင်ဘူးမစားတတ်ဘူးသိရသားနဲ့နော်တခါတလေလေးဖေးအေးလာတာကိုလုပ်ပြီးမှမရှိဘူးသူလင်းအကြိုက်ကြယောက်ျားရဲ့ ဒါဖြစ်တော့ကရှိတာစားလိုက်ပါ သမီးလေးရှင်မွေးထားတာမစားနဲ့ရှင်လည်းစားတတ်တာမဟုတ်ဘူးအဲ့အကြီးစားချင်တာလည်းမဟုတ်ဘူးကျမသိတယ်မစားနဲ့သွားမယ်လားစောစောစီးပြန်မယ်သူများကငှားထားတာဟေးဒိုကားမဟုတ်ဘူးတိငါးမှာဝင်စားမယ်တီးတီးနဲ့မှာနော် ဟုတ်မေဟိုထမင်းချက်ကြီးထည့်ပေးလိုက်အောင်လား ဘာချက်ထားလို့ညီက ဘာမှတော့မချက်ထားဘူးလေအမေလည်းထမင်းချက်အဲ့လိုလေနောက်တစ်ခါလာလို့ရှိရင်ငါတလောင်လေးထည့်ရအောင် โอ้ကလေးရလေကွာကဲမဒါလေးစားပြရလေ စားတယ် โอ้ဒုက္ခပါကွာသမင်းနဲ့ပေးပြီးပြီးနေကွာဟာငွေကြိုင်တယ်စားရငုတ်ဘူးပဲဟာလို့ရပါလို့ မန္တလေးမြို့ရှိတဲ့မန္တလေးရောက်သွားတော့ပဲဖေးရဲ့ ဟာဒါလေးစနေလေးနေတာပြန်နေတယ် ကောင်းလား ဟာတကယ်မန္တလေးရတာအစ်ကလေးပဲဟာကောင်းပါကောင်း တော့ကောင်းတာပဲပဲငါပြီးလေးရတယ်မွေးတယ် ဟာပြေးပြောရ ဖေးဘယ်ရောက် အဘေရောမလို့တရားစကားပိုင်းဒီနေ့မှာစားနေတာတို့လည်းများနေအောင် မေရောချင်းနေဘယ်လိုလဲဖေးပွားနေတယ်လား မင်းတို့မှအဲ့ဒါပဲမင်းတို့ပြောနေတာပဲကွာဟဲ့အောင်ဒီမှာငါပြောပြမယ်မိဘဆိုတာဟာပွားတာလကားပွားတာမဟုတ်မင်းတို့အကြောင်းရှိလို့ပွားတာပေါ့အဲ့ဒီလိုမင်းတို့အမေပြောဆိုဆုံးမလို့မင်းတို့လူတစ်လုံးသူတစ်လုံးဖြစ်တာမဟုတ်ဘူးလားမင်းတို့မိဘကျေးဇူးမကန်းနဲ့မင်းတို့ကောင်နေနားလဲလားအေးဒါပဲဒီမှာပြန်လာမှာပေါ့ကွာဒါပဲပြီးတော့ ပါတယ်တော့ရှင်သား 哦，格里的那通常是那那个话，没得没有嘞，呱唧漏得啦的，哎啦，没的，哎啦，呱唧漏得叫没。 ဟောသေးတာတော့ဒီမဲ့ 嗯， ယောက်ျား 嗯， သားသမီးဆိုတာအာမကိုရအောင်နော်အသက်ကြီးလာတို့ဖွေးဖွားကြီးတွေပဲရှိရ 哎，没 ရှင် 有， တိဖို့ရှင်တိဖို့ 对吧嘞？没那是我帮人比啦呗，好点呐，小的那里公小，好不啦？ ရှင်တိဖို့လိုတာပါယောက်ျားရဲ့ 亲戚肯定你讲，明天俺那要不起啊喏？ အဲ့ဒါပြောတာသားသမီးကအာမကိုရ 啥没有啥有？
မင်္ဂလာပါရှင်တီရီနွယ်ကဖေးလို့ဆိုလိုက်တာနဲ့အရသာအရှိဆုံးစားတောက်ဖွယ်ရာများကိုတနေရာထဲမှာရနိုင်တဲ့ဆိုင်လေးအဖြစ်စားသုံးသူတိုင်းသိကြပါတယ်ရှင်မန္တလေးကိုရောက်သွားသလိုမျိုးမန္တလေးအရသာစစ်ကိုပေးနိုင်တဲ့မန္တလေး vibe အပြည့်နဲ့ဖွင့်လှစ်ထားတဲ့ဆိုင်လေးပဲဖြစ်ပါတယ်ရှင်တီရီနွယ်ကဖေးရဲ့ဆိုင်အမှတ်1ကိုတော့ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလမ်းသစ်ဗဟန်းမြို့နယ်မှာဖွင့်လှစ်ထားပြီးတော့ဆိုင်အမှတ်2ကိုတော့ပြည်လန်းမာလာမတ်တိုင်လှဲတန်းကမာရွတ်မြို့နယ်မှာဖွင့်လှစ်ထားပါတယ်ရှင်အခုဆိုင်အမှတ်3ကိုတော့အမြန်လမ်းမှာခီးသွားနေတဲ့မိတ်ဆွေများအတွက်ကောင်းကောင်းစားဖို့အတွက်115မိုင်မြင်ရနာစခန်း Max Energy ဝင်းထဲမှာဖွင့်လှစ်လိုက်ပြီးပဲဖြစ်ပါတယ်ရှင်တီရီနယ်ကဖေးရဲ့အေးစိတ်နေရဲ့အေယာကွန်ခန်းလေးမှာအရသာအရှိဆုံးအစားအစာတွေစားတောက်ရင်းနဲ့ Wi-Fi လေးသုံးပြီးတော့ခရီးတစ်ထောက်နားလိုက်ပါရှင်အရသာစုံလင်စားတောက်ဖွယ်အကောင်းဆုံးရွေးချယ်တီရီနယ်